အားလုံးပဲမင်္ဂလာပါ Touch by AB ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီသင်ခန်းစာမှာတော့ Miss တို့က System Unit ရဲ့အတွင်းပိုင်းမှာရှိတဲ့အရာတွေအကြောင်းကိုတစ်ချက်သွားကြည့်မှာဖြစ်ပါတယ် System Unit ဆိုတာကဒီလိုပုံကြီးပေါ့နော်ဒီပုံထဲမှာဘာတွေရှိသလဲဆိုရင်ကျွန်တော်ပထမဆုံးတစ်ခုကပါရှိမလဲဆိုရင် Motherboard ရှိမယ်ပေါ့နော် Motherboard ဆိုတာဒီလိုမျိုးပုတ်ပြားကြီးဖြစ်တယ်ဒီပုတ်ပြားပေါ်မှာကျွန်တော်တို့ကင်မရာရဲ့ device ဆိုတဲ့ပစ္စည်းမှန်သမျှကင်မရာရဲ့ပစ္စည်းမှန်သမျှအားလုံးကဒီ Motherboard မှာလာချိတ်ထားတယ်ပေါ့နော်ဥပမာ monitor ရှိမယ်monitor ရဲ့ကြိုးကလည်းဒီ motherboard မှာလာချိတ်ထားမယ် keyboard ကကြိုးကလည်းဒီ motherboard မှာလာချိတ်ထားမယ်ဂျာ mouse တို့ speaker တို့အရာမှန်သမျှအကုန်လုံးကကျွန်တော်တို့ဒီကြိုးတွေအကုန်လုံးကဒီမှာ motherboard မှာလာချိတ်ထားမယ်ပေါ့နော်ပြီးတော့ CPU ကိုလည်းကျွန်တော်တို့ဒီ motherboard မှာထားမယ် motherboard မှာထည့်ထားမယ်ပေါ့နော် CPU ကိုလည်းထည့်ထားမယ်ပြီးတော့ RAM တွေပါတွေစိုက်ချင်တယ်ဆိုရင်ကျွန်တော်ဒီနေရာလေးမှာ RAM တွေစိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော် motherboard ပြင်ပါရှိအောင်လဲဆိုတော့နောက်ထပ် CPU ပေါ့နော် CPU မှာဆိုရင်ကျွန်တော်တို့CPU ရဲ့အရှေ့ကောက်က Central Processing Unit ပေါ့နော် Central Processing Unit ဖြစ်တယ်သူ့ကိုကျွန်တော်တို့ဘယ်လိုလဲမှတ်သားထားလို့ရတယ်လဲဆိုရင်ကျွန်တော်တို့ကွန်ပျူတာရဲ့အုံနောက်ဆိုပြီးတော့လဲမှတ်သားထားလို့ရတယ်အဓိကအရေးကြီးဆုံးအလုပ်လုပ်တာ CPU ကနေလုပ်လို့တယ်ဥပမာကျွန်တော်လူတစ်ယောက်မှာဆိုရင်ဒီအုံနောက်ကနေမှဘယ်ရလုပ်နေခိုင်းတယ်လို့မျိုးပဲကွန်ပျူတာမှာဆိုရင်လည်း CPU ကနေပြီးတော့ဘယ်ရသွားလုပ်ဆိုပြီးခိုင်းတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒါကြောင့်မို့ကျွန်တော်တို့မှတ်သားထားမှာ CPU ဆိုတာကွန်ပျူတာရဲ့အုံနောက်ကျွန်တော်လူတွေမှာအုံနောက်ပါတယ်လို့ပဲကွန်ပျူတာမှာဆိုရင်လည်း CPU ကကွန်ပျူတာရဲ့အုံနောက်ပေါ့နော်ဒီလိုမှတ်သားထားရမယ် CPU မှာဆိုရင်ကျွန်တော်တို့ဒီမှာIntel ထုတ်တဲ့ Intel CPU မျိုးစားနဲ့ AMD ကုမ္ပဏီရဲ့ထုတ်တဲ့ AMD CPU မျိုးစားဆိုပြီးနှစ်မျိုးလာတာကိုတွေ့ရမယ်တကယ်နာမည်ကြီး brand တွေပေါ့နော် Intel CPU နဲ့ပြီးတော့ AMD CPU ဆိုတာကိုတွေ့ရမယ် Intel မှာဆိုရင်ကျွန်တော်တို့ဒီမှာi3 တို့ i5 တို့ i7 တို့စသဖြင့်တွေ့ရမယ်ဒါမျိုးတို့မြင်တွေ့လွယ်တဲ့အရာမျိုးတွေပြောတာဖြစ်တယ်ပေါ့နော်ဒီအရင်ကကျွန်တော်တို့ Celeron တို့ Palladium တို့ရှိသေးတယ်ပေါ့နော်ဒါတွေရှိသေးတယ် AMD မှာဆိုရင်လည်းကျွန်တော်တို့ဘာတွေရှိအောင်လဲဆိုရင် Ryzen 3တို့ Ryzen 5တို့ Ryzen 7တို့ပေါ့နော်ဒါတွေလည်းလူသုံးများတဲ့အရာတွေဖြစ်တယ်ဒီလူသုံးများတဲ့အရာတွေဖြစ်တယ်ဆိုတာ AMD ရဲ့အရင်တော့ကဒီIntel ထက်နှိမ့်တယ်နောက်ပိုင်းကျတော့မှကျွန်တော်တို့ဒီ Ryzen series ပေါ်လာတဲ့အခါကျမှဒီ Intel နဲ့ရှင်ပြီးတော့လုပ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးရှင်ပြီးတော့မှပြိုင်ဖိုက်နိုင်တဲ့ရွယ်စားထိအပြိုင်ဖိုက်နိုင်တဲ့ချိန်ကာလထိရောက်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ CPU အကြောင်းဖြစ်ပါတယ် CPU မှာဆိုရင် CPU ရဲ့ရှေ့ကောက်က Central Processing Unit လို့ခေါ်တယ် CPU ကိုကျွန်တော်တို့ကကွန်ပျူတာရဲ့အုံနောက်လို့လည်းမှတ်သားထားရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုပါရှိအောင်လဲဆိုရင် System Unit ရဲ့အတွင်းပိုင်းမှာဆိုရင် RAM ဆိုတာရှိအောင်မယ် RAM ဆိုတာကကျွန်တော် RAM ရဲ့ရှေ့ကောက်ကကျွန်တော်တို့ဒီမှာ random access memory လို့ခေါ်တဲ့သူက store တွေကိုယာယီတူလောင်ထားတဲ့အရာဖြစ်တယ်ပေါ့နော်ဥပမာမိတ်ဆွေကဒီဗီဒီယိုတစ်ခုကို copy ကူးလိုက်တယ်ဆိုပါတော့အဲ့ copy ကူးလိုက်တဲ့အရာကကျွန်တော်တို့ RAM ပေါ်မှာသွားပြီးသိမ်းမယ်ပေါ့နော် software တစ်ခုဖွင့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ RAM ပေါ်မှာသွားပြီးတော့ဖွင့်မယ် RAM ပေါ်မှာသွားပြီးတော့လုပ်မယ်ပေါ့နော် RAM ပေါ်မှာသွားပြီးတော့ကျွန်တော်တို့ယာယီတူလောင်တဲ့အရာလို့ပြောလို့ရတယ် RAM ဆိုတာကကျွန်တော် RAM များရင်များသလိုမျိုးကျွန်တော်တို့ story ကိုယာယီတူလောင်လို့ရတယ်ပြီးတော့ကျွန်တော်တို့လုပ်ရတာလည်းနည်းနည်းပပတော့ပို့ပြီးတော့တွက်တာသိတာမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာမရှိလို့ဖုန်းတွေမှာဆိုရင်လည်းသိတာမှာပေါ့နော်ဖုန်းတွေမှာဆိုရင်လည်း RAM 8GB တို့ 4GB တို့ပေါ့နော် RAM 8GB တို့ 4GB တို့ရှိကြတာတွေ့ရပါလိမ့်မယ်ဒါတွေတော့ရင်းနှီးပြီးသားဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့ RAM ဆိုတာဘယ်လိုအရာမျိုးလဲဆိုကျွန်တော်ဒီလိုမျိုးချောင်းကြီးပေါ့နော်ဒီကွန်ပျူတာမှာဆိုရင် RAM ချောင်းကဒီလိုမျိုးရှိတယ်သူ့မှာ DDR3 DDR4 DDR5 ဆိုတဲ့မှာ type တွေရှိမယ်ပေါ့နော်ဒီကောင်တော့ RAM ချောင်းဖြစ်တယ် RAM ဆိုတာယာယီတူလောင်တဲ့အရာပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကဒီမှာဒါက RAM ကို motherboard မှာစိုက်ထားတဲ့ပုံစံဖြစ်တယ် motherboard မှာ RAM နှစ်ချောင်းယူစိုက်ထားတဲ့ပုံစံဖြစ်တယ်ပေါ့နော်ဒါ RAM ချောင်းလေးတွေဖြစ်တယ် RAM ချောင်းလေးကို motherboard မှာစိုက်ရင်ကျွန်တော်ဒီလိုမျိုးစိုက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုကဘာရှိမလဲဆိုရင် System Unit အတွင်းပိုင်းမှာဆိုရင် hard disk တွေရှိအောင်ပဲပေါ့နော် hard disk မှာဆိုရင်ကျွန်တော်ဒီမှာ HDD ဆိုတဲ့ hard disk မျိုးစားရဲ့ SSD ဆိုတဲ့ hard disk မျိုးစားရဲ့ကိုရှိတာကိုတွေ့ရလိမ့်မယ်ဒီ HDD တွေကကျွန်တော်သူကဈေးပေါ်တဲ့ပြီးတော့မှသုံးရတာတော့နည်းနည်းကြာတယ်ပေါ့ဗျာနော် copy ကူးတာတို့ဘာလို့ဆိုရင်လည်းကြာမယ်ကျွန်တော်ကွန်ပျူတာဖွင့်တာပါတယ်ဆိုရင်လည်းနည်းနည်းကြာမယ် SSD ကတော့အဲ့လိုမဟုတ်ဘူး program ဖွင့်တာတွေဆိုရင်လည်းတွက်မယ်ကွန်ပျူတာဖွင့်ပိတ်မြန်တာဖွင့်တာကိုလည်းကျွန်တော်တို့မြန်မြန်ဆန်ဆန်နဲ့အချိန်အကြာကြီးစောင့်ကြမလို့ဘဲနဲ့ပွင့်မယ်ပေါ့နော်ဒီလိုမျိုးသိတာတဲ့အချက်တွေဖြစ်တယ်ဆိုလိုတာကျွန်တော်ဒီနေရာမှာသိသိချင်တာ hard disk ဆိုတာကကျွန်တော်တို့တူလောင်တဲ့အရာလို့ကျွန်တော်မှတ်သားထားရမယ် slow တွေတူလောင်တဲ့အရာဥပမာကျွန်တော်တို့ဇာတ်ကားတွေသိမ်းကျင်တာပဲဖြစ်ဖြစ် software တွေသိမ်းကျင်တာပဲဖြစ်ဖြစ်တခြားသချင်းတွေ
ပေါ့နော်တချင်းတွေတခြား file တွေMicrosoft Word file တွေ Excel file တွေစသဖြင့်အဲ့လိုမျိုးຢာတွေသိမ်းမယ်ဆိုရင်ဒီ hard disk ထဲမှာပဲပေါ့နော် hard disk ထဲမှာပဲလာသိမ်းတယ် HDD SSD ဒီ hard disk တွေပဲ hard disk တွေထဲပဲလာသိမ်းနေရပါတော့ဒီနေ့မှာမှတ်သားထားမှာကျွန်တော်နောက်တစ်ခုမှတ်သားထားမှာ HDD ကကျွန်တော်တို့ဟိုဈေးနည်းတယ်ဒါပေမဲ့ကျွန်တော်တို့ Windows တက်မယ်ဆိုရင်လည်းWindows တက်တာကိုကြာကြီးထိုင်ဆောင်ရတယ် software ဖွင့်မယ်ဆိုရင်လည်း software တစ်ခုပွင့်ဖို့ကြာကြီးထိုင်ဆောင်ရတယ်ပေါ့နော် SSD ကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ SSD ကကျွန်တော်ဈေးကြီးတယ်ဈေးကြီးတဲ့ပြီးတော့မှတွက်တယ်ပေါ့နော်သုံးရတာတွက်တယ်မြန်မြန်ဆန်ဆန်သုံးလို့ရတယ်တွက်လက်ရှိတယ်ပေါ့နော်ဒီလိုမှတ်သားထားလို့ရပါတယ်အဓိကမှတ်သားထားမှာ hard disk ဆိုတာက software တွေတခြားဗီဒီယိုတွေတချင်းတွေ file တွေ folder တွေစသဖြင့်အဲ့ဒါတွေသိမ်းထားတဲ့အရာလို့ကျွန်တော်တို့မှတ်သားထားပါမယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုက power supply ပေါ့နော် power supply ဆိုတာဒီလိုမျိုးအရာလေးရှိတယ် power supply ရဲ့သူ့ရဲ့ load down အဓိကလုပ်တာကသူကကျွန်တော်တို့နယံနေလာတယ်ပေါ့နော်နယံနေဆိုတာကကျွန်တော်တို့ဒီ plug box ကနေလာတယ်ပေါ့ဗျာနော်plug box ကနေလာတဲ့အားကိုကျွန်တော်တို့က AC power ကိုသူက DC power ဖြစ် direct current ပေါ့နော် direct current အဖြစ်ပြောင်းပေးတာဖြစ်တဲ့ AC current ကိုကျွန်တော်တို့ direct current အဖြစ်ပြောင်းပေးတယ်ပြီးမှကျွန်တော်တို့ဒီ CPU တွေကိုပြန်ပြီးတော့မျှဝေပေးတာပေါ့နော်ဒီ motherboard ထဲမှာရှိတဲ့အရာတွေအကုန်လုံးကိုပြန်လဲပြီးတော့မျှဝေပေးတာဖြစ်တယ်ကျွန်တော်တို့motherboard ကဘယ်လောက်လိုလဲ CPU က volt ဘယ်လောက်လိုလဲစာကြည့်ဆိုရင်အဲ့လိုမျိုးပိုအားတွေကိုပြန်လဲမျှဝေပေးတဲ့အရာဖြစ်တယ် power supply ကဆိုတော့ AC ဆိုတာကဘာလို့ခေါ်တယ်ဆိုရင်အရှေ့ကောက်က alternating current ပေါ့နော် alternating current နေမှာကျွန်တော်တို့ DC ဆိုတဲ့ direct current ကိုပြောင်းပေးတဲ့အရာကို power supply လို့ခေါ်တယ်ဒီလိုမှတ်သားထားလို့ရပါတယ်မရှိလို့ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုပါရှိအောင်မလဲဆိုရင် CD DVD drive ပေါ့နော်ဒါကတော့မိတ်ဆွေငယ်တော့မြင်ဦးနေကြဖြစ်မှာပါဒီလို CD DVD drive လေးဖြစ်ပါတယ်လက်ရှိမှာတော့တိတ်ပြီးလူသုံးနေလာတယ်ပေါ့နော်ကျွန်တော် flash drive တွေပေါ်လာတဲ့ခါမှာဒီ CD DVD drive ကိုလူသုံးနေလာတယ် CD DVD drive ဆိုတာကျွန်တော်မိတ်ဆွေငယ်တော့ကြီးခဲ့တဲ့ခွေလေးပေါ့ဗျာနော်ကျွန်တော်ခွေထဲတဲ့အရာမျိုးလေးစကားတွေထိုင်ကြည့်လို့ရတဲ့အရာမျိုးလေးဒီ drive လေးပေါ့နော်အဲ့ဒီအရာလည်းကျွန်တော်တို့ဒီကွန်ပျူတာရဲ့ system unit ရဲ့အတွင်းပိုင်းထဲမှာတည်ရှိနေတဲ့အရာတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့ကတော့ဒီ system unit ရဲ့အတွင်းပိုင်းထဲမှာဘာတွေရှိလဲဆိုတဲ့အရာကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်တို့နောက်နေ့မှာပြန်တွေ့ကြပါအောင်မယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်